အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အစားတောင်းတဲ့ဟာဆန်အထူးပြုဒေါက်တာရင်းဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါကျွန်မကတော့ Rafa Meatballs မှာ chef ဒီဇိုင်းထွယ်ဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့ကျွန်တော်တို့နှစ်ယောက်ကအထူးထူးဆန်းဆန်းလေးလည်းဖြစ်သွားအောင်အရသာလည်းရှိပြီးတော့မှကျန်းမာရေးနဲ့လည်းညီညွတ်တဲ့ Caesar salad လေးကိုလွယ်ကူလုပ်ပြသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါ Caesar salad ကိုစားချင်ရင်ဆိုင်နေမှာဒုတိယတော့ဝယ်စားစရာမလိုပဲလွယ်လွယ်ကူကူနဲ့အိမ်မှာလုပ်စားလို့ရအောင်ဒီနေ့မှာအထွေးနဲ့ဆရာလုပ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ပါတယ်အဲ့တော့ကျွန်တော်တို့အခုစားလိုက်ရအောင်ပေါ့နော်ဟုတ်ပြီပထမဆုံးအနေနဲ့ဒီCaesar salad အတွက်ပေါ့နော်ဒီပေါင်မုံလေးတွေကိုခရူတွန်လေးတွေကိုကြော်ပါမယ်စီပပလေးနဲ့ကြော်မယ်နော်ဒီကချက်ချောက်ကျွတ်ကလေးဖြစ်အောင်ပေါ့အချိန်အနေနဲ့တော့4မိနစ်5မိနစ်လောက်တော့ချိန်ယူပြီးကြော်ရမှာပေါ့နော်ဖြည်းဖြည်းလေးဟုတ်ကဲ့ပါအခုလေပေါင်မှုလေးတွေကကျွတ်လာပြီဆိုတော့လေသူ့ကိုမွေးသွားအောင်ထောပတ်လေးနည်းနည်းထည့်မယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်လဲပေါ့နော်ခုနကစီကလည်းအိုးမှာကတ်တယ်ဆိုရင်တော့ပဲတုတ်ထားဖြစ်ပါတယ်နောက်ပြီးမှကျွန်တော်တို့ဒီ top up ဆိုတာလည်းဒီအနက်လေးမှုေးသွားအောင်ပေါ့နော်မှုေးသွားအောင်ပပလေးပဲထည့်ထားဖြစ်တဲ့အတွက်ဒီ calorie လည်းအရင်မများဘူးပေါ့နော်အဲ့တော့ကိုကစားမယ်ဆိုလို့ရှိရင်ဒီဟာကဟို weight ချနေတဲ့သူတွေဒါမှမဟုတ်ဆိုလို့ရှိရင်လည်းဒီကျန်းမာရေးမြတ်စွာစားခြင်းနဲ့ဆိုလို့ရှိရင်တင့်တော်တဲ့ပုံစံလေးဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ခရူတွန်လေးရသွားပြီဆိုတော့စီစက်ဆက်လက်ထဲမှာထည့်ဖို့အတွက်ပေါ့နော်ဒီကြက်သားကိုနည်းနည်းပြုတ်ကျော်ပုံစံလေးလုပ်ပါမယ်နိအရင်ဆုံးဒီအပန်းရောင်စားလေးကိုနည်းနည်းထည့်မယ်နော်အပန်းရောင်စားလေးကိုနည်းနည်းထည့်မယ်နောက်ပြီးတော့ဒီငရုတ်ကောင်းလေးကိုနည်းနည်းထည့်ပြီးတော့နှစ်ဖက်စလုံးပေါ့နော်ဒီချာလေးနေပေးလိုက်မယ်နော်ဒီတစ်ခါကျရင်ရေလေးနည်းနည်းလေးထည့်မယ်နော်ဒီကပြုတ်ကျော်ပုံစံလေးပေါ့ကျက်သွားအောင်ပေါ့နော်အားအဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်စက်သားကိုလှုပ်ထားတာကပြုတ်ကျော်ပုံစံလေးပေါ့နော်စီကိုလည်းကျွန်တော်အိုးကန်အောင်လောက်တုတ်တယ်ပြီးတော့မှဒီရေလေးနဲ့ပြန်ပြီးပြုတ်ကျော်လုပ်လိုက်တဲ့အခါမှာဒီ calorie လည်းမများတော့ဘူးအဲ့တော့စီးချိုရှိတဲ့သူတွေအတွက်ကျွန်တော်တို့စားလို့ရတယ်နောက်ပြီးတော့မှဒီ weight ချနေတဲ့သူတွေဆိုလို့ရှိရင်လည်းဒီကျွန်တော်တို့ bike ပြည့်ပြီးတော့မှစားခံတဲ့ပုံစံမျိုးလေးဖြစ်တယ်ပေါ့နော်အဲ့တော့ကိုက bike မကြာခဏစားတတ်တဲ့လူဆိုလို့ရှိရင်အသားကိုလောက်ပမာဏလေးစားပေးတာဆိုလို့ရှိရင်ကျွန်တော်တို့ဒီတစ်ခါစားစာအနေနဲ့တင့်တော်တဲ့ပမာဏဖြစ်ပါတယ်ပေါ့နော်ခုနကလည်းကျွန်တော်တို့ဒီတုံးထားတဲ့စားလည်းဒီပန်းအောင်စားလေးဖြစ်တဲ့အတွက်ရိုးရိုးဒီအိမ်သုံးစားနဲ့ရှင်မယ်ဆိုလို့ရှင်ခါကြတော့ဆိုဒီယမ်မာနနည်းနည်းလေးတော့ပိုနေတာဖြစ်တယ်ပေါ့နော်အဲ့တော့ကိုကဒီသွေးတိုးရှိတယ်ပါတယ်ဆိုလို့ရှင်ကျွန်တော်တို့ဒီလိုမျိုးလေးပုံစံမျိုးလှုပ်ရှားလို့ရဖြစ်ပါတယ်ဟေးစက်သားလည်းပြီးပြီပေါင်းမှုဖြစ်လေးလည်းပြီးပြီဆိုတော့အခုက dressing လေးဒီအချင်းလေးလုပ်ပြမယ်ပေါ့နော်ဆက်ဆက်လက်အတွက်အရင်ဆုံးပေါ့နော်ဒီပန်းတိရှာလကားရည်လေးကိုထည့်မယ်နော်သူကဒီစပွဲတင်စွန်းနဲ့ဇွန်းတဝက်လေးထည့်မယ်နော်စပွဲတင်စွန်းဇွန်းတဝက်ထည့်မယ်ပြီးလို့ရှိရင် mayonnaise ကိုတော့ဇွန်းတစ်စွန်းထည့်မယ်ပေါ့နော်ဒါမိမိကြိုက်နေတဲ့လောက်ထည့်လို့ရပါတယ်ပေါ့နော်တစ်စွန်းထည့်မယ်နောက်ပြီးလို့ရှိရင်တန်ဝင်စီလေးကိုလည်းဒီဇွန်းတဝက်လေးပေါ့နော်စပွဲတင်စွန်းဇွန်းတဝက်ထည့်ပါမယ်ဇွန်းတဝက်ထည့်ပါမယ်ပြီးသွားရင်အပန်းရောင်စားလေးနည်းနည်းထပ်ထည့်မယ်ပြီးရင်ငရုတ်ကောင်းလေးလည်းထည့်မယ်နော်ငရုတ်ကောင်းလေးလည်းထည့်မယ်ပြီးရင်တကြားလေးကိုလည်းထည့်မယ်နော်တကြားလေးကဘာလို့လဲဆိုတော့ဒီပန်းတိရှာလက်ကကြီးတဲ့အချင်းတက်ကိုမကြိုက်တဲ့လူအတွက်ပေါ့နော်ဒီတကြားလေးကိုနည်းနည်းထည့်ပါမယ်โอเคပြီးလို့ရှိရင်ဝင်ပါမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါကဒီ Caesar salad နဲ့တွဲစားဖို့အတွက်ကျွန်တော်တို့ dressing လေးလုပ်နေတာဖြစ်တယ်ပေါ့နော်အဲ့ dressing လုပ်တဲ့ခါမှာခုနကလည်းဒီကျွန်တော်တို့တကြားလေးထည့်လိုက်တယ်အဲ့တော့ကိုကစီးကြိုရှိတယ်ဆိုလို့ရှိရင်ခါကြတော့ဒီလိုမျိုးတကြားသုံးတာမျိုးထပ်ကိုပေါ့နော်စီးကြိုတကြားသုံးပေးရင်တော့ပို့ပြီးတော့မှအဆင်ပြေတာဖြစ်ပါတယ်ဒါပေမဲ့ကိုကဒီအချင်းပို့ပြီးတော့မှစူးစူးဖြစ်တာလေးကြိုက်တယ်ဆိုလို့ရှိရင်တော့တကြားမသုံးလို့ရရအောင်နော်အဲ့တော့ကျွန်တော်တို့ဒီ dressing လုပ်ပြီးသွားလို့ရှိရင်ခါကြတော့တုတ်တော့မယ်ဆိုရင်အရင်ဆုံးဒီ salad ရွက်တို့ပြီးတော့မှဒီ cherry tomato တို့ပေါ့နော်အဲ့ဒါကိုတေးချ
ပိုးသက်ဆေးဆင်အောင်လို့ရေဆေးထားဖို့တော့လိုအပ်တာဖြစ်ပါတယ်ကိုကပိုပြီးစိတ်ချခြင်းနဲ့ဆိုလို့ရှိရင်စားရည်လေးနဲ့ပါကျွန်တော်တို့ဆေးထားဖို့တော့လိုအပ်တာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်တော့အကုန်လုံးဆေးပြီးတော့မှတန့်စင်ထားပြီးသားတဲ့အသီးရွက်တွေဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ dressing လေးရပြီဆိုတော့ပေါ့နော်စီဆက်ဆက်လက်ကိုစပြင်လို့ရပါပြီပထမအဆုံးအနေနဲ့ဒီ slide ရွက်လေးပေါ့နော် slide ရွက်လေးကိုထည့်မယ်โอเคရပြီဆိုလို့ရှိရင်ဒီမှာလေးထားတဲ့ဒီ cherry tomato လေးတွေထည့်မယ်ပေါ့နော်ကိုကြိုက်တဲ့လောက်လေးပေါ့โอเคရပြီအဲဒီလို့ရှိရင်ကြက်သားကိုလေးမယ်နော်ကြက်သားကိုလေးမယ်ကြက်သားကလည်းအနည်းတော့ပဲအကျက်ပေါ့နော်ကွက်တိလေးပါပဲဟုတ်ပြီချက်သားရပြီပေါ့နော်ချက်သားလေးရပြီဆိုလို့ရှိရင် dressing လေးစမ်းပါမယ်ဒီနော်ဒီဆက်လက်ခုနလောက်ထားတဲ့ dressing လေးပေါ့နော် dressing လေးကိုစမ်းပေးမယ်နော်ကဲဆက်လက်ဒီ dressing လေးလက်စမ်းပြီးပြီဆိုတော့အခုဒီပေါင်မို့ပေါ့နော်ပေါင်မို့ကျွတ်လေးတွေခရူတွန်လေးတွေကိုပေါ်မှာတင်ပေးမယ်ဒီပေါင်မို့ခရူတွန်လေးတွေကပေါ့နော်များများကြိုက်တဲ့လူတွေကများများစားလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီ cheese ပေါ့နော်ဒီ cheese လေးကိုလည်းဖြူလိုက်ပါမယ်ဟုတ်ကဲ့ပြီးပါပြီဒီမှာအခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ Caesar salad လေးရရှိပြီဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်အစကထင်တာကဒီပန်းသီးရှာလကာကြီးဆိုရင်ဒီတိုင်းပဲတောက်ကြလို့ကျွန်တော်ကြားဘူးတယ်ပေါ့နော်ဒါပေမဲ့အခုဆိုလို့ရှိရင်တော့ဒီ Caesar salad ထဲမှာထည့်ပြီးလုပ်ထားဖြစ်တဲ့အတွက်အရသာလေးဘယ်လိုနေမလဲတော့ကျွန်တော်ချက်လောက်မြည်ကြည့်မှာဖြစ်ပါတယ်အဲ့တော့ so nextဒီလိုမျိုးလေးလှုပ်စားရဆိုရင်ပို့ပြီးတော့မှအဆင်ပြေတယ်ပေါ့နော်ကျွန်တော်တို့တချို့တွေကကြတော့ဒီပန်းသီးရှာကာကိုဒီတိုင်းတောက်တယ်ကိုကအချင်ဆူးတာမကြိုက်ဘူးဆိုလို့ရှင်တော့ဒီလိုမျိုးအတုပ်တွေပါတယ်မှာထည့်လို့တာပို့ပြီးတော့မှအဆင်ပြေပါတယ်ကျွန်တော်တို့အခုလိုမျိုးလေးလှုပ်စားလိုက်ခြင်းအပြင်ကိုကပုံမှန်ထမင်းမစားကြတဲ့လူတွေနောက်ပြီးတော့မှဒီညဘက်ကိုထမင်းမစားကြတဲ့အဖိုးအဖွားတွေပေါ့နော်နောက်ပြီးမှကိုကဝိတ်ချနေတယ်ထမင်းရှောင်နေတယ်ဆိုလို့ရှိရင်ဒီလိုမျိုးအတုပ်လေးစားခြင်းအပြင်ပို့ပြီးတော့မှအာဟာရပြည့်အောင်မှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ကြက်သားရောပြီးတော့မှဒီဆလတ်ရွက်ပြီးတော့မှ cherry tomato ပြီးတော့မှပါမုတ်ခရိုတွန်လည်းပါဖြစ်တဲ့အတွက်ပို့ပြီးတော့မှအားလည်းစုံလင်ရရှိမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီပန်းသီးချက်ကားကြီးအကြောင်းနည်းလေးပြန်ပြောရမယ်ဆိုလို့ရှိရင်သူကဒီ acidic acid partner ဖြစ်တဲ့အတွက်တို့ရဲ့ဒီ bacteria တွေကိုသိစေတာဖြစ်ပါတယ်။ဒါပေမဲ့တချို့တော့သူ့ဒေသနာတွေမှာကျွန်တော်ဘာတွေ့ရလဲဆိုလို့ရှိရင်ကိုကစီးကြိုရှိတယ်ဆိုလို့ရှိရင်ဒီစီးကြိုကိုသွားထိမ့်ပေးရဆိုတဲ့အချက်ကိုလည်းသွားပြီးတွေ့ရဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်သူ့ဒေသနာတွေထပ်ပြီးတော့လုပ်ဖို့လိုအပ်နေသေးတာဖြစ်ပါတယ်။ဒီနောက်ချက်ကကိုကဒီဝိတ်ချနေတွေပေါ့နော်ဝိတ်ချနေတွေမှာဒီပန်းသီးရှာလကာရည်လေးနည်းနည်းဒီတောက်ပေးခြင်းဒါမှမဟုတ်ဆိုလို့ရှိရင်လည်းဒီလိုမျိုး select တွေထဲမှာပါခြင်းအပြင်ကိုယ့်ရဲ့အစာစားခြင်းတဲ့စိတ်ကိုထိန်းပြီးမှဝိတ်ကြတာကိုအထောက်အကူပြုရဆိုရင်ကျွန်တော်တွေ့ထားဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော် research တွေအောက်ထပ်ပြီးလိုနေသေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါပေမဲ့လည်းပဲကိုကပန်းသီးရှာလကာကြီးတောက်လိုက်ပဲအစားကိုအများကြီးစားမယ်ဆိုလို့ရှိရင်တော့ဝိတ်ချဖို့အတွက်ခက်ခဲနေတာဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့မှာကျွန်တော်တို့လုပ်ပြသွားတဲ့ဒီလိုပုံစံမျိုးလေးစားမယ်ဆိုလို့ရှိရင်တော့ဒီဝိတ်ချလူမှမဟုတ်ဘူးကိုကဒီကျန်းကျန်းမာမာနဲ့စားခြင်းနဲ့အာဟာရပြည့်ကလည်းစားခြင်းဆိုရင်တော့ဒီလိုပုံစံမျိုးလေးကအသင့်တော်ဆုံးပုံစံဖြစ်ပါတယ်လို့ဝေမျှပါတယ်မမေ့ပါနဲ့တင်ကိုယ်တိုင်ကအသင်အတွက်အကောင်းဆုံးဆရာဝန်မှာတယောက်ချင်းစီတိုင်းစိတ်ရောကိုယ်ပါကျန်းမာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ